ာမပြမနေမကောင်းတဲ့ရုပ်လားဆရာမလို့就什么抓紧了，俺这个牛，就抓紧了，了，俺尝尝吧，你让俺赔了。 ဒီဗီဒီယိုလေးကိုတွေ့မိလိုက်ကြလားတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဒီ Facebook ကနေပြီးတော့မှဒီဗီဒီယိုလေးကိုတွေ့လို့ကျွန်တော်မြန်မာမိဘတွေကိုတည်စီကျင်တာလေးရှိလို့ပေါ့နော်ကျွန်တော်ရဲ့ကိုယ်တွေ့အဖြစ်ပြက်ကိုယ်တိုင်ကြုံတွေ့ဘူးတဲ့အဖြစ်ပြက်တွေနဲ့ဥပမာပေးပြီးတော့တည်စီကျင်တာလေးရှိလို့ဒီဗီဒီယိုလေးကိုယူလာတာပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့တောနေဘက်ကမိဘတွေကိုအထူးသဖြင့်တည်စီကျင်တာပေါ့နော် အခုဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ကလေးလေးပေါ့နော်အသက်က9နှစ်လောက်တောင်မပြည့်သေးဘူးဒါပေမဲ့မိဘဖြစ်သူကိုမိုက်မိုက်ရရပြန်ပြီးတော့မှခံပြောနေတယ်ကိုထီးလေးယောက်ကျူးလို့မလို့ပုံစံမျိုးအထိပါသူလုံနေတယ်ဘေးကပစ္စည်းတို့ပါကန်နာတို့ပါတော့လုံတဲ့အထိပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုဆက်ဆောက်ချင်းတွေ့လိုက်တော့အရန်ကိုစိတ်မကောင်းဖြစ်မိတယ်ကျွန်တော်တို့မြန်မာမိဘတွေကအရန်ကိုမှစူဆုံးမမှုအားအရန်နေကြတယ်များသောအားဖြင့်တော့ဒီနေဘက်ကမိဘတွေပေါ့နော်အရန်ကိုမှစူဆုံးမမှုအားနေကြတယ်ကလေးတွေကိုလိမ္မာရင်ကြီးအောင်သင်ရမယ့်အစားမမရရပြောဆိုတာတွေကိုချစ်စရာကောင်းနေလို့မြင်နေကြတယ်ပေါ့နော်ကျွန်တော်နေဘက်ဒီမှာဆိုလို့ရှိရင်များသောအားဖြင့်မိဘဖြစ်သူတွေနဲ့ဒီပတ်ဝန်းကျင်က သူတွေပေါ့နော်ပတ်ဝန်းကျင်ကလူကြီးတွေဟာကလေးတွေကိုလိမ္မာရင်ကြီးအောင်ဆုံးမရမယ့်အစားကလေးတွေကိုစိတ်မတူတူအောင်ဒေါသမထွက်အောင်စတယ်စပြီးလို့ရှိရင်ကလေးတွေမဆဲအောင်ပေါ့နော်မဆဲအောင်သင်ပေးတယ်ကလေးစကားစပြီးတော့ပြောတတ်ပါပြီဆိုတဲ့ကဘာကိုစသင်ပေးလဲဆိုလို့ရှိရင်အစဲကိုစသင်ပေးတဲ့မိဘတွေပတ်ဝန်းကျင်တွေတောင်ကျွန်တော်ကြုံတွေ့ဘူးတယ်ပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်မျက်မြင်ကိုတွေ့ကြုံခဲ့ဘူးတဲ့အဖြစ်အပျက်တစ်ခုကိုပြောပြခြင်းလို့ပေါ့နော်အဲ့ဒါကတော့မိဘလှုပ်တဲ့သူတွေကနေပြီးတော့မှသားသမီးကိုငယ်လေးတွေကမဆုံးမပဲနဲ့လိမ်မာရင်ကြီးအောင်မဆုံးမပဲနဲ့သားသမီးကဒီပတ်ဝန်းကျင်မှာကလေးတွေနဲ့ကလေးအချင်းချင်းပေါ့နော်ဆောက်ကစားရင်းကနေပြီးတော့မှရန်ဖြစ်လာတာတော့ဘာလို့ဆိုလို့ရှိရင်အိမ်ကိုငိုပြီးတော့ပြန်လာတယ်အဲ့ဒီအခါတွေမှာဆိုလို့ရှိရင်ရန်မဖြစ်ဖို့မဆုံးမပဲနဲ့ ဘာဖြစ်လို့ငိုပြီးပြန်လာရလဲတေးအောင်တက်ခဲပါလားတေးအောင်လှုပ်ခဲပါလားဆိုတဲ့အားပြီးအားမြောက်စကားတွေပေါ့နော်အဲ့လိုတွေပြောတယ်နောက်ပြီးတော့ဒီအဖေလှုပ်တဲ့သူကလည်းသူ့ရဲ့ကလေးပေါ့နော်သူ့ရဲ့သားပြဿနာတက်လာလို့ရှိရင်ဥမာလူကြီးတွေနဲ့ပြဿနာတက်လာလို့ရှိရင်လေဒီလူကြီးတွေကိုပြန်ပြီးတော့မှဆဲဆိုတာတို့ဘာတို့ပြန်လှုပ်တဲ့အခါမှာမဆဲဖို့မဆိုဖို့မဆုံးမပဲနဲ့ဒီ ကလေးရဲ့ဘက်ကနေပြီးတော့မှပေါ့နော်ဝင်ပြီးတော့မှအဲ့ဒီလူကြီးတွေကိုစိန်ခေါ်ပြီးတော့မှပြဿနာကိုပြီးတော့မှဖြစ်ပြီးတာပေါ့နော်အဲ့ဒီသူ့ရဲ့သားဘက်ကနေပြီးတော့မှဝင်ကိုပြီးတော့ပြဿနာဖြစ်ပြီးတာတွေအထိပါလောက်တယ်အဲ့ဒီလိုနဲ့ဒီကလေးအရွယ်ရောက်လာတဲ့အခါမှာပြဿနာတွေကအရန်ကိုများလာတယ်မိဘတွေကရှင်းပေးရတာတွေပြဿနာရှင်းပေးရတဲ့အရန်ကိုများလာတယ်ပေါ့နော် အဲ့လိုများလာတဲ့အခါမှာမိဘလောက်တဲ့သူတွေကလည်းနောင်တရလာတယ်အခုလိုသူတို့သားသမီးရဲ့ပြဿနာတွေကိုလိုက်ရှင်းပေးရပါများလာတဲ့အခါမှာအခုလိုလိုက်ရှင်းပေးနေရတာတွေဟာငယ်ရွယ်စဉ်မှာသူတို့ကိုယ်တိုင်မဆုံးမခဲ့တဲ့အတွက်ဒီကလေးအရန်ဆိုးနေတာကိုသူတို့သိသွားတယ်ပြီးတော့နောင်တရတယ်ပေါ့နော်ဒါပေမဲ့နောင်မရတဲ့နောင်တဟာအသုံးမဝင်တော့ပါဘူးတရက်မှာအဲ့ဒီကောင်လေးက တခြားအမျိုးသမီးတစ်စိမ့်တစ်ယောက်နဲ့ရန်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးရန်ဖြစ်ပြီးတော့မှအဲ့ဒီအမျိုးသမီးကိုလက်ပါမလို့အထိပါလှုပ်တယ်ပစ္စည်းတွေနဲ့ကောက်ပြီးတော့မှပေါက်တယ်အဲ့ဒီအချိန်မှာဒီဘေးပတ်ဝန်းကျင်ကနေပြောမှသူ့ရဲ့မိဘဖြစ်တဲ့သူတွေကိုခမရတို့သားတော့ဟိုမှာရန်ဖြစ်နေပြီဆိုပြီးတော့မှလာပြောကြတယ်အဲ့ဒီအချိန်မှာဒီမိဘလှုပ်တဲ့သူပေါ့နော်အဖေဖြစ်တဲ့သူကလိုက်သွားတယ် ပြီးလို့ရှိရင်သူ့ရဲ့သားဖြစ်သူကိုမင်းဘာဖြစ်လို့ပြဿနာရှာနေရလဲဆိုပြီးတော့မှသွားမေးတယ်
မေးတဲ့အခါမှာအဲ့ဒီသားဖြစ်တဲ့သူကမင်းငါ့ကိုစကားတစ်လုံးမှမပြောနဲ့ဆိုပြီးတော့မှသူ့ရဲ့အဖေဖြစ်တဲ့သူကိုမင်းနဲ့ငါနဲ့တုံးပြီးတော့မှလက်ညှိုးငေါက်ငေါက်ထိုးပြီးမင်းငါ့ကိုစကားတစ်လုံးမှဝင်ပြောနဲ့ဆိုပြီးတော့မှပြောတယ်အဲ့ဒီအခါမှာအဖေဖြစ်တဲ့သူဟာသူ့ကိုမင်းနဲ့ငါနဲ့ပြောတဲ့အတွက်သူ့ကိုငါမင်းနဲ့ငါနဲ့ပြောရမလားဆိုပြီးတော့မှပေါ့နော်အနီးနားမှာရှိတဲ့ပစ္စည်းနဲ့ဥမာဒုတ်တွေရှာတယ်ပေါ့နော်ဒုတ်တွေကဲတွေရှာပြီးတော့သူကလေးကိုလုံးမယ်ဆိုပြီးတော့မှအောက်ကိုငုံပြီးတော့မှကောက်လိုက်တဲ့အချိန်မှာအဲ့သူ့ရဲ့သားဖြစ်သူကသူ့ရဲ့အဖေကိုပြေးပြီးတော့ထိုးမလို့လောက်တာပေါ့နော်ပြေးထိုးမလို့လောက်တာဒါပေမဲ့ပတ်ဝန်းကျင်ကအစွဲကောင်းလို့ပေါ့နော်ပတ်ဝန်းကျင်ကအစွဲကောင်းလို့မထိုးဖြစ်လိုက်ဘူးဆွဲတဲ့ထဲမှာကျွန်တော်လည်းပါတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့အဖေဖြစ်သူကိုပြန်မလုံးဖြစ်လိုက်ဘူးဒါပေမဲ့တခြားရက်တွေမှာလည်းသူ့ရဲ့အဖေဖြစ်သူနဲ့စကားများတဲ့အခါမှာသူ့ရဲ့အဖေဖြစ်သူကိုဒုတ်တွေနဲ့ပြစ်ပေါက်တာတွေခဲတွေနဲ့ပြစ်ပေါက်တာတွေတော့ရှိခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာမိဘတွေအနေနဲ့ပေါ့နော်နောင်တမရခြင်းရင်ကိုသားသမီးကိုလိမ်မာစေခြင်းရင်ငယ်ရွယ်လေးတွေကနေပြီးတော့မှကိုယ့်ရဲ့သားသမီးအမားကျူးလွန်မယ်ဆိုလို့ရှိရင်ကျွန်တော်လက်ပါစရာမလိုပါဘူးလက်တွေပါတယ်ဒုတ်တွေပါတယ်ပါစရာမလိုဘူးပေါ့နော်အမားကျူးလွန်မယ်လို့ကြံလိုက်လို့ရှိရင်ဒီမျက်လုံးနဲ့ကြည်တာနဲ့တင်သူတို့အမားတစ်ခုကျူးလွန်မိပါလားဆိုတဲ့အတွေးဝင်သွားအောင်ဘယ်ဟာအမားဘယ်ဟာအမှန်ဘယ်ဟာတော့မလုပ်သင့်ဘူးဆိုတာကိုသိချလေးဆုံးမပေးဖို့လိုပါတယ်အဲ့လိုမဆုံးမဘူးဆိုလို့ရှိရင်တော့ကြီးလာတဲ့အခါအစာတသက်တဲ့ဆိုးတဲ့သားဆိုးသမီးဆိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်